ဒီနေ့ကမိဘပွဲနေ့ပေါ့နော်မိဘပွဲနေ့ကိုရွာမှာရှိတဲ့မိခင်ဖခင်တွေပေါ့နော်တက်ကြီးရွယ်လူဒီရွာလုံးကကတော့ကြတဲ့မတရားလက်ဆောင်ပစ္စည်းတွေပေးတဲ့စီစဉ်ဖြစ်ပါတယ်ပေါ့အဲ့ဒီမှာကျွန်တော်ဟင်းချက်စားပါတယ်ပေါ့ဦးလေးအင်းသွားပြီးတော့မှပဲရွာပြန်ရောက်တော့ပေါ့နော်ဦးလေးမိဖို့ကြောင့်အပိုင်ဝင်သိမ်းပါတယ်သိမ်းပြီးတော့မှပဲကျွန်တော်ဟင်းတွေချက်စားကြပါတယ်ပေါ့သုံးစံတိုင်းဒီယာတိကဖယုံညွတ်တွေမြင့်စုလေးတွေပေါ်တဲ့အရာတွေဖြစ်ပါတယ်ပေါ့ဆိုတော့ဖယုံညွတ်ကလေးတွေနဲ့မြင့်ကလေးနဲ့စီနေနေလေးနဲ့ကြောပါတယ်ပြီးတော့မှကျွန်တော်တို့အမှတငင်းဒီစာရေးစိန်လေးရဲ့တောင်ပေါ်ခရမ်းချင်ဒီလေးတွေထောင်းတယ်နောက်စိန်စားငပိနဲ့ဓမီနဲ့ဖြော်တယ်ချက်တုံးနဲ့ငရုတ်တီနဲ့တမယာတီနဲ့ချစ်ချင်းလေးတုပ်စားပါတယ်ပေါ့ပြီးတော့မှကျွန်တော်တို့တငင်းချင်းနေနဲ့စားကြတယ်ပေါ့နော်ဒါဒီစာရေးစိန်စားကောင်းပါလေပေါ့နော်အယုဒ္ဓရတော့စာကနာနေတော့ဆွတ်ထားတာပါချက်တုံးနဲ့တောင်ပေါ် organic တမယာတီအချင်းတုပ်စားကြပါဦးစားဖို့ဆောင်နေတာမငြင်းမချမ်းဒီနေ့ကတော့ကိုချက်ကိုကောင်းစီစဉ်တော့မဟုတ်ပါဘူးဘာလို့ဆိုတော့ဦးလေးကတမင်းချက်တယ်အတော်ဆရာမကညင်းချက်တယ်ကျွန်တော်တို့ကထူလီကာလီလေးငပိဖြောထောင်းအလောက်ပဲပေါ့နော်ဘေးကစားဖို့စောင့်နေတာကိုငင်းချမ်းတဲ့တငယ်ချင်းတွေဖြစ်ပါတယ်တငယ်ချင်းတွေတော့မစားသေးဘူးသူကတောက်ပြီးမှစားတာပေါ့ကျွန်တော်တို့ကရင်တီးပါတယ်နောက်ကြရင်လည်းရွာလာလေဒီလိုမျိုးလေးတွေချက်ကျွေးလို့ရပါတယ်ပေါ့နော်ဒါပေမဲ့မလာပါနဲ့ဟိုကကျွန်တော်တို့ရွာသွားတဲ့လမ်းတွေကအရန်ဆိုးတယ်ပေါ့နော်အဲ့တော့နေရာတီကြမှာလာလေကြပါပေါ့ Thank you